ဟုတ်ကဲ့မင်္ဂလာပါဒီနေ့မှာကျွန်တော်ဒီဗီဒီယိုဖိုင်ရဲ့ခေါင်းစဉ်ကိုဘဝထက်ပေါက်ဆိုပြီးကျွန်တော်ကခေါင်းစဉ်ပေးထားပါတယ်ဒီဗီဒီယိုမှာဆိုလို့ရှိရင်ကျွန်တော်ကလေကားသုံးထိုင်းတဲ့ဥပမာနှိုက်ပြသွားမှာဖြစ်ပါတယ်ပထမဒုတိယတတိယဆိုပြီးကျွန်တော်ကရေးထားပါတယ်ဟုတ်ကဲ့ပထမလေကားထိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ပညာသင်မယ်ပညာမသင်တဲ့လူတွေဆိုလို့ရှိရင်အလုပ်လုပ်မယ်မိမိကြိတ်တဲ့အလုပ်ကိုလုပ်ကြတဲ့သဘောမျိုးပေါ့ဒါကကျွန်တော်တို့မြန်မာနိုင်ငံထဲမှာနေတော့ကမြန်မာနိုင်ငံထဲမှာနေတော့ကကျွန်တော်တို့ဘဝကြီးပွားဆိုင်စာဖို့အခွင့်အရေးတွေမရှိလို့ကျွန်တော်တို့နိုင်ငံ6ကိုထွက်ခေါ်လာကြတဲ့အရှင်ဒါဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံ6ကိုထွက်ခေါ်လာတဲ့အရှင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဟာကြုံရကြပန်းအလောက်ကိုလုပ်ကြတယ်တချို့လူတွေစိတ်ယုံလုပ်တယ်လို့တချို့လူတွေဆောက်လို့ရေးလုပ်တယ်ဒါပေမဲ့ကျွန်တော်တို့တွေကပတ်စံမရလားပတ်စံတော့ရတယ်ဒါပေမဲ့ဘဝကြီးပွားဆိုင်စာဖို့အခွင့်အရေးမရှိဘူးဒါကိုဒုတိယလေကားဆိုပြီးကျွန်တော်ကစက်နေထားတယ်ဟုတ်ကဲ့ဒုတိယလေကားမှာဆိုလို့ရှိရင်ကျွန်တော်တို့တွေဟာပညာဘလောက်ပဲတက်တဲ့အသက်အရွယ်အချင်းကြည့်မယ်ဆိုလို့ရှိရင်40ကနေ40နာ9နှစ်ဆိုလို့ရှိရင်စက်ရုံကမုတ်ထုံးမှာဖြစ်တယ်ဘဝအတွက်ကျွန်တော်တို့တွေကခံမြင်မှုမရှိဘူးဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေကပထမလေကားရဲ့ဒုတိယလေကားရဲ့တတိယလေကားရဲ့အခုရောက်နေတာကကျွန်တော်တို့ဟာဒုတိယလေကားကိုရောက်သွားပြီဒုတိယလေကားကိုရောက်ပြီးကျွန်တော်တို့တတိယလေကားကိုတက်ဖို့အတွက်ကျွန်တော်တို့အသက်40မပြည့်ခင်ကျွန်တော်တို့ကြိုတင်ပြီးလုပ်မယ်ဆိုလို့ရှိရင်အရှင်မီတယ်လို့ပြောရမှာပဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒုတိယလေကားမှာဆိုလို့ရှိရင်ကျွန်တော်တို့တွေကပညာတက်တာမတက်တာအသက်ကြီးတာအသက်ငယ်တာနားမဆယ်ဘူးစိတ်ရှည်မဲ့တေးခိုင်မယ်ဆိုလို့ရှိရင်မိမိဘဝကြီးပွားဆိုင်တာပေါ်အိမ်မက်တွေမဲ့နိုင်တယ်ဟုတ်ကဲ့တတိယလေကားမှာဆိုင်တာရှင်ခိုင်သဘောတရားကိုလည်းလက်ခံဖို့လိုလိမ့်မယ်မိတ်ဆွေခုခေတ်ဟာဆိုရှယ်မီဒီယာခိုက်ဖြစ်တဲ့အတွက်ဒါကြောင့်မက်တင်မက်တယ်လေးပဲစီးပွားရေးတွေခိုက်စားလာတယ်ဟုတ်ကဲ့မက်တင်မက်တယ်လေးပဲဆိုတာကမိမိတယောက်ထဲလောက်တာမဟုတ်ဘူးမိတ်ဆွေသူငယ်ရှင်းတင်တာလောက်တာဟုတ်ကဲ့မက်တင်မက်တယ်လေးပဲစီးပွားရေးမှာပလန်စရာကောက်ခဲမယ်ဆိုတော့ရှိရင်တကယ်ကိုဆင်းရဲတဲ့ဘဝကနေဆိုင်တာတဲ့ဘဝကိုတစ်နှစ်တိုးတွင်းမှာရရှိသွားမှာဖြစ်ပါတယ်လူတော်တော်များများဟာခုကဘာကြီးမှာဆိုင်တာနေတာကဒီ marketing mental level စီးပွားရေးကိုလှုပ်ဖို့ဖြစ်ပါတယ်ဒီ marketing mental level စီးပွားရေးထဲမှာပလန်စရာကောက်ဖို့တာအဓိကဖြစ်ပါတယ်ပလန်စရာကောက်မယ်ဆိုလို့ရှိရင်မိတ်ဆွေလေးဆိုင်တာနိုင်တယ်ဒီအထိမှာတစ်နှစ်ကနေ2နှစ်အတွင်းမှာတစ်လမှာ350ကနေ100ရနိုင်တဲ့ကုမ္ပဏီတစ်ခုကိုကျွန်တော်ကမိတ်ဆက်ပေးမှာဒီကုမ္ပဏီမှာဆိုလို့ရှိရင်ငွေတွေပေးတာမဟုတ်ဘူးကားတွေလေးပေးတယ်ဟုတ်ကဲ့ဒါကကျွန်တော်ကဗီဒီယိုအပိုင်းနှိုက်မှာပဲကျွန်တော်ကပြပေးမှာဖြစ်တယ်မိတ်ဆွေဒီဗီဒီယိုကိုကြည့်လို့အသိပညာဘ ਹੁ တုတ္တတဲ့တစုံတစ်ခုရခဲ့မယ်ဆိုလို့ရှိရင် comment မှာတစ်ခုခုရေးခဲ့ပေးပါအားလုံးမင်္ဂလာပါ